မင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ Radio Way ရှင်းသက် Channel ကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့စာရေးသူစင်ညီရေးသားထားတဲ့ Hope ဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အခုလာမယ့်နှစ်သက်2026ခုနှစ်မှာ Reading with ရှင်းသက် YouTube Channel လေးကိုနားဆင်ခဲ့ကြသူတဦးတယောက်ချင်းစီကို motivation တွေရရှိပြီးကျမ်းမာချမ်းသာစွာဘေးအန္တရာယ်အပေါင်းကင်းဝေးပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်ခေါင်းစဉ်လေးကတော့စိုးပါရက်တဲ့အချိန်တော့ရက်ပါငယ်ငယ်တုန်းကတငယ်ချင်းဘလောက်မင်းလဲဆိုရင်အိမ်မှာလနဲ့ချီပြီးကိုခေါ်တင်ထားတာထမင်းလဲကျွေးတယ်ရတဲ့မိုးဖိုးလဲအတူတူသုံးတယ်အိမ်မှာဆိုလူမပြတ်ဘူးသူ့အိမ်ပေါ်ကဆင်းလာပြီးကို့အိမ်မှာတစ်နှစ်လုံးหนีသွားတဲ့တငယ်ချင်းလဲရှိတယ်နယ်ကနေအိမ်မှာလာနေပြီးကျောင်းလာတတ်တဲ့တငယ်ချင်းလဲရှိတယ်အရန်ချစ်ကြတယ်1990ဝန်းကျင်ခုနှစ်ကကလေးတွေဆိုတော့ညနေဆိုလက်ဖက်ရည်ဆိုင်ထိုင်ရင်လူက15ယောက်လောက်အမြဲရှိတယ်အသက်ကလည်း18ဝန်းကျင်လေးတွေဆိုတော့အဖွဲထဲမှာလူအဆုံပါတယ်ဂိမ်းသမားအရက်သမားဆေးသမားခေါင်းလူမိုက်လောင်းကစားသမားအဆုံပဲလိုင်းပေါင်းစုံစုနေပေမဲ့မကောင်းတဲ့လူတွေကြီးပဲဆိုတော့လူညီကြပါတယ်အချင်းချင်းတော့ရံမဖြစ်ကြဘူးသူများနဲ့ပဲဖြစ်ကြတာဖြစ်လိုက်ရင်လည်းအကုန်ပါကြတယ်အ ਨੇ ဆုံးကြောက်တတ်တဲ့ကောင်းတောင်တစ်ချက်လောက်ဝင်ထိုးပြီးပြေးကြတာမျိုးပေါ့သူကြောက်ပေမဲ့မင်းတို့လုပ်ရင်ငါလဲလုပ်မယ်ဆိုတဲ့သူမျိုးပေါ့တကယ်ချစ်ဖို့ကောင်းကြပါတယ်ပျော်စရာလည်းကောင်းခဲ့တယ်အဲ့ဒီအချိန်တွေအတွက်နောင်တတစ်ခါမှမရဘူးအသက်ကြီးလာကြတာနဲ့အမျှအားလုံးကိုလန်းကိုရှောက်ကြရတဲ့အချိန်အလုပ်တွေလုပ်ကြရတဲ့အချိန်မှာတော့ဒီလူတွေဘဝဘေးအခြေအနေတွေမိသားစုအခြေအနေတွေကြောင့်အကုန်တယောက်တနေရာစီရောက်သွားကြတယ်တည်တဲ့လူကလည်းတည်မွဲတဲ့သူကလည်းမွဲအဆင်ပြေတဲ့သူကလည်းပြေနိုင်ငံခြားရောက်တဲ့သူကလည်းရောက်ပေါ့ဆိုးခဲ့ကြတာချင်းအတူတူတချို့ကအဆင်ပြေနေကြသလိုတချို့ကအတော်ကိုမပြေကြဘူးအထက်ကဘာကွာသွားလဲဆိုတော့အဆင်ပြေနေတဲ့သူတွေကဘယ်အချိန်မှစိုးတာကိုရက်ရမလဲသိကြပြီးမပြေတဲ့သူတွေကရက်ရမယ့်အချိန်မှမရက်နိုင်ခဲ့ကြတာပဲမစိုးနဲ့မပြောချင်ဘူးစိုးရတာကောင်းတယ်လှုပ်เสียရှိတာလို့ပျော်ကြဘဝကခဏပဲပျော်အောင်နေကြပါဒါပေမဲ့ရက်ရတော့မယ့်အချိန်ဆိုရက်လိုက်โอเคတယ်အလုံးလုံးရမယ့်အရွယ်မှာအလုံးလုံးပါအားရရက်ပျော်ပေါ့တစ်ခါထပ်ပြီးစိုးပေါ့ကျွန်တော်ပတ်ဝန်းကျင်ကတငယ်ချင်းတချို့အခုအချိန်ဒုက္ခရောက်နေကြတာကစိုးတာတွေရက်ရတော့မယ့်အချိန်မရက်မိကြတာအ ਨੇ ချင်းလောက်ပဲလောက်ရကနေမရက်ချင်တော့လို့အရက်ဆွဲသွားတယ်ဘိန်းဆွဲသွားတယ်ရက်လို့မရတော့ဘူးရာမကြိုက်သွားတယ်မချရရင်မနေနိုင်တော့ဘူးအဲ့တော့အလုံးလုံးရမယ့်အချိန်ဘဝဆရမယ့်အချိန်အဲ့ဒီလိုအပ်ချက်တွေနောက်ပဲလိုက်ရင်အချိန်ကုန်သွားကြတယ်အင်ကတောင်းတုံးတယ်သူများစီကချေးတယ်ဒါနဲ့ပဲလုံးချလိုက်နေတယ်အဆင်ပြေနေတဲ့တငယ်ချင်းတွေကတာဝန်ရှိတယ်လို့ယူဆပြီးတချို့ကိုကူညီကြတယ်တွဲခေါ်ဘူးတယ်ဒါပေမဲ့ကာယကံရှင်ကိုယ်တိုင်ကမရက်ချင်ရင်ဘသူကအမှရက်ပေးလို့မရဘူးဖောင်ကျသွားလဲရက်တာမျိုးမဟုတ်ဘူးရွာသားကြီးရောက်သွားမှရက်သွားတာမျိုးလည်းမဟုတ်ဘူးအဓိကကိုဟာကိုရက်တင်ပြီလို့သိတဲ့အသိစိတ်ဝင်မှပဲရက်တာကိုယ်တိုင်ကမကောင်းမှန်းသိသိနဲ့ဆက်လုပ်နေခြင်းရင်သိတဲ့အထိမရက်တော့ဘူးအဲ့ဒါလဲတေမယ်မှန်းတိတိနဲ့တောက်ရင်တေသွားတဲ့တငယ်ချင်းရှိတယ်။တေမာလဲသိတယ်။မထူးဘူးဆိုပြီးတောက်ပြီးတေသွားတာ။ဘေးလူကဘာမှလုပ်ပေးလို့မရတဲ့အနေအထားမျိုးတွေပေါ့။ဘာရင်မဟုတ်ပါဘူး။ငယ်တငယ်ချင်းတချို့အခုထိမြင်နိုင်ကြသေးဘူး။ရက်စီချင်းနဲ့စိတ်နဲ့ရေးတဲ့စာပါ။ကိုယ်တိုင်လဲအခုဘာကောင်မှမဟုတ်ပါဘူး။အခုလဲစိုးနေတာပဲ။ရက်ရမယ့်အချိန်ရက်ပြီးစိုးရမယ့်အချိန်စိုးတာလေးတော့သတိသွင်းရတာပေါ့။ဆရာကြီးလုပ်နေတာမဟုတ်ပါဘူး။ဒီလိုအသိလေးရဖို့စာလေးရေးရဖို့ကိုအချိန်တွေအတွေ့အကြုံတွေအများကြီးရင်းနှီးခဲ့ရတာပါအတွေ့အကြုံတွေကအလကားမရပါဘူးအ ਨੇ ဆုံးအချိန်တော့ပေးခဲ့ကြရတာပဲကျွန်တော်ပေးခဲ့ရတဲ့အချိန်တွေတဲကကိုတွေ့အတွေ့အကြုံလေးကို message ပေးခြင်းုံတတ်ပါဆိုပါရက်တဲ့အချိန်ရက်ပါအဆင်ပြေရင်ပြန်ဆိုးပေါ့ဘသူကမှမထိခိုက်ရင်တော့အကောင်းဆုံးပေါ့ခေါင်းစဉ်လေးကတော့ချမ်းသာခြင်းအောင်ဆောင်ရင်မွဲသွားသူကျွန်တော်မရင်ချက်သေးခင်တုန်းကချမ်းသာခြင်းအောင်ဆောင်ခဲ့ဘူးတဲ့အဲ့လိုနေရတာတော်တော်ကြီးကိုပင်ပန်းပါတယ်အဓိကလူဝင်ဆန့်ကျင်တာကိုယ်တိုင်ကဘာကောင်းမှမဟုတ်တော့လူတွေအရေးပေးလာအောင်ချမ်းသာခြင်းအောင်ဆောင်ရတာပေါ့လူတွေသဘာဝကလည်းချမ်းသာမှလူရသွင်းတာကိုအတိုင်းဝိုင်းတစ်ခုထဲမှာလူဝင်ဆန့်ကျင်ခဲ့ဘူးတော့အဲ့လိုဟန်ဆောင်ခဲ့ဘူးတဲ့ကားကောင်းစားမဟုတ်တော့တူတူတန်တန်တစည်းလိုတယ်နိုင်ကောင်းကောင်းတစ်လုံးလိုတယ်
fine dining တွေမှာစားပြနိုင်ဖို့လိုတယ်တူတူတန်တန်အဝတ်စားတွေကစားလို့တခြားအများကြီးမှအများကြီးလိုတာပါတချို့ချမ်းသာပြီးသားလူတွေအတွက်ဒါတွေကဈေးမှာစက်တော်နေဝယ်တယ်လို့ပဲမထူးဆန်းပေမဲ့ကိုရီလိုဟိုမရောက်ဒီမရောက်တွေအတွက်ကြတော့တစ်ခါရှင်းရရင်နင့်ကနေကုန်ပါတယ်နင့်နေလဲပြုံးလေးပေါ့ရင်ထဲမှာပဲနင့်အပြင်မှာတော့အပြုံးမပြတ်ဘူးလူဝင်ဆန့်ကျင်တာကိုစိတ်ခံရတာပေါ့စဉ်းစားကြည့်တိမ်ပေါင်းသသိန်းချမ်းသာပြီးလုပ်ငန်းတစ်ခုလဲပတ်နေတဲ့လူအတွက်ညစာသသိန်းတန်ကပြဿနာမရှိဘူး9သိန်းတန်လည်းပြဿနာမရှိဘူးတစ်လ350ပဲဝင်တဲ့သူအတွက်ကြောင့်တညသသိန်းကတတိတိနဲ့ကုန်တာနော်ကားပြင်စရိတ်စီဖို့ကအစားချမ်းသာတဲ့ထင်ခံကျင်တာကိုကုန်တာပေါ့ချမ်းသာတဲ့ထင်ခံရဖို့လူရဝင်ဖို့ငွေအတော်ကုန်ပါတယ်ဘယ်တော့မှလူရဝင်ခြင်းစိတ်ရက်သွားလဲဆိုတော့မွဲမှရက်သွားတာပါခမည်းမွဲပြီဆိုစိတ်တမကြနဲ့မွဲမှလောက်ခဲ့တဲ့အမားတွေပြန်မြင်တာမွဲမှမိတ်ဆွေကောင်းတွေရလာတာမွဲမှအမျိုးတွေအကြောင်းသိရတာမွဲမှသိလာရတာတွေအများကြီးပဲမွဲတာမွဲမကြောက်ပါနဲ့မွဲပြီးတာတော့နောက်သားမရအမားတွေကိုမမြင်ရင်တော့မွဲတာရှိပြီးသားမှတ်ပြီးတော့ကိုမျိုးဆက်ပါမွဲကုန်ရောမတိချင်းများစွာထဲမှာကိုဟာကိုမတိတာအဆိုးဆုံးပဲကျွန်တော်လဲမွဲထုံးခဏလေးမှာဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေမိတ်ဆွေတွေရလိုက်တယ်အဲ့ဒီတန်ဖိုးတွေကမမွဲဘူးတဲ့သူတွေမရဘူးမွဲပြီးနောက်ပိုင်းငွေတန်ဖိုးနဲ့မိတ်ဆွေတွေတန်ဖိုးကိုသိလာတော့ဟန်မဆောင်ဖြစ်တော့ဘူးမရှိရင်မရှိဘူးရှိရင်ရှိတယ်ကို့အသုံးဆောင်တွေထံကိုတန်ဖိုးရှိအောင်နေလိုက်တယ်အခုလဲမချမ်းသာပါဘူးဒါပေမဲ့တန်ဖိုးရှိတယ်ငွေအဆင်မပြေလို့အခုစိုက်ကားထွက်နေရရင်လဲတန်ဖိုးကရော့မသွားဘူးတန်ဖိုးရှိတဲ့စိုက်ကားဆရာစိတ်ညီပေါ့ဘယ်အရာမှဟန်ဆောင်ကျင်တော့ဘူးပင်မလို့လိန်နေရတာဟန်ဆောင်ရတာစိတ်ရောလူပါပင်မနဲ့မွေးပြီးနောက်ပိုင်းကိုမလင်းလင်းပဲနေဖြစ်တယ်တအားပေါ့ပါတယ်မရှိရင်မရှိဘူးမဝယ်နိုင်ရင်မဝယ်နိုင်ဘူးမစားနိုင်ရင်မစားနိုင်ဘူးကိုကမချမ်းသာရင်မချမ်းသာဘူးတက်နိုင်ရင်တက်နိုင်တယ်ဘလောက်အေးစမ်းလဲအဲ့ဒီတော့ဟန်မဆောင်ပါနဲ့အရန်ပင်ပန်းပါတယ်ကိုတွေ့မလို့ကိုပင်ပန်းခဲ့တယ်လို့မပင်ပန်းစေချင်လို့ချစ်လို့ပြောပြရပါBe yourself and love yourself. You are precious. ချမ်းသာခြင်းအောင်ဆောင်ရင်းနဲ့မွဲဘူးတဲ့ကျွန်တော်ခေါင်းစဉ်လေးကတော့ social media ပေါ်မှာမျက်နှာဖုံးများလူတိုင်းဘဝတွေက Facebook ဘဝလောက်ပျော်စရာမကောင်းပါဘူးဘသူမှကိုယ့်ရဲ့အိမ်တော်ရေးလူမှုရေးစီးပွားရေးပြဿနာတွေကိုထုတ်မပြခြင်းကြပါဘူးဓာတ်ပုံနဲ့10ပုံလောက်ရရင်တောင်အကောင်းဆုံးအလှဆုံးလို့ထင်တဲ့ပုံတွေကိုပဲရွေးပြီး post တင်ကြသလိုပေါ့ကျွန်တော်အပါဝင်လူတော်တော်များများကသူတို့ပြကျင်တဲ့ဘဝအစိတ်ပိုင်းလေးတွေကိုပဲ Facebook မှာထုတ်ပြနေကြတာပါအဲ့ဒါတွေကိုကြည့်ပြီးသူတို့ဘဝတွေကအေးချမ်းလိုက်တာတာယာလိုက်ကြတာချမ်းသာလိုက်ကြတာဆိုပြီးအားမကြပါနဲ့အပြင်ကဘဝတွေနဲ့ social media ပေါ်ကဘဝတွေကတူတာရှိပေမဲ့ထောက်မပြကြတဲ့ပြဿနာတွေလည်းရှိပါတယ်အကောင်လုံးကိုမဆိုလိုပါဘူးတချို့ကိုပြောတာပါကျွန်တော်အသိတထေးတယောက်ရှိတယ်သူကုမ္ပဏီရဲ့လစဉ်ဝင်ငွေက3500ရှိတယ်။အကောင်းစားအိမ်နဲ့အကောင်းစားကားနဲ့စားလိုက်ရင်လည်းအဆင့်မြင့်ဟိုတယ်တွေမှာပေါ့။လူတွေကလည်းသူ့ကိုယူတည်ကြတယ်။ချစ်ခင်ကြတယ်။ဒါပေမဲ့သူ့လုပ်ငန်းရဲ့ထွက်ငွေကတစ်လကို3800လောက်ဖြစ်နေတယ်။စီမံခန့်ခွဲမှုညံ့လို့ပဲပြောကန်ဆိုးတယ်ပဲပြောဘာပဲပြောသူ့မှာတစ်လ3500ဝင်နေပေမဲ့လတိုင်း300ဆုံးရှုံးနေခဲ့တယ်။လူအများမြင်မှာတော့သူ့ဘဝကြီးကတာယာလိုက်တာအဆင်ပြေလိုက်တာသူ့လိုနေရရင်ဘလောက်ကောင်းမလဲလို့အားကျနေကြပေမဲ့သူကတော့အကျွေးကင်းပြီးတစ်လကို300လောက်မဆုံးရှုံးတဲ့အပူပင်နေတဲ့ခမားတို့ကျွန်တော်တို့လိုတာမန်ဘဝတွေကိုပြန်အားကျနေတာပါလူဘဝကရှုပ်ထွေးပါတယ်မြင်သမျှကိုမယုံပါနဲ့မြင်စိတ်ချင်တာတွေပဲပြနေကြတာပါဘေးဘက်ဝင်ခြင်းကတင့်ကိုမြင်စေလိုတာတွေပြတာကိုအားမကြပါနဲ့သူတို့နဲ့လိုက်မရှင်ပါနဲ့လူတိုင်းမှာပြဿနာရှိပါတယ်။ထုတ်မပြကြတာပါ။အဲ့ဒါကိုငါမှပဲဒီပြဿနာတွေရှိနေတယ်လို့မတွေးပါနဲ့။အားလုံးသူ့ပြဿနာနဲ့သူပါ။စိတ်ဓာတ်မကြပါနဲ့။မသိမချင်းပြဿနာကတစ်ခုပြီးတစ်ခုလာနေအောင်ပါပါ။ပြဿနာမရှိတဲ့လူဆိုတာမရှိပါဘူး။သမရကနေလေသမားအထိပြဿနာရှိကြပါတယ်။ပြဿနာရှိလို့စိတ်ငြိရမယ်ဆိုဘယ်တော့မှပြောရမှာမဟုတ်ပါဘူး။ပြဿနာရှိလဲပြောအောင်နေတတ်အောင်ကြိုးစားပါတင်ဘဝကိုတင်ပြောနေဖို့ကအရေးကြီးဆုံးပါရှိနေတဲ့ပြဿနာကိုဖြေရှင်းရင်းနဲ့ဘဝကိုနေ့တိုင်းပျော်ပျော်ရွှင်ရွှင်ကြမ်းကြမ်းမာမာဖြတ်သန်းနိုင်ကြပါစေခေါင်းစဉ်လေးကတော့ unfollow ပါကျွန်တော် Facebook ထဲမှာ friend အယောက်9000နီးနီးရှိပါတယ်ပြီးတော့ follow လုပ်ထားတဲ့ page တွေလည်းအများကြီးပါအကြည့်မတက်ရင် Facebook သုံးရတာတကယ် stress များပါတယ်ကျွန်တော် Facebook သုံးနေရင်းနဲ့အရန်ကြွားခံနေရပြီလို့ခံစားလာရရင် unfollow တယ်သူ
သူ့ post တွေဖတ်ရတာအပူတွေကူးလာတဲ့ခံစားရရင် unfollow တယ်သူ့မျက်နှာမြင်လို့အားကိုးသို့များတဲ့ခံစားလာရရင် unfollow တယ်အကြည့်တက်လေးတွေပဲအကောင့်နဲ့ထားတယ်။ကောင်မလေးချောချောလေးတို့မိုတီယူဖို့ body mind တဲ့ဘဲကြီးတို့အခွေတွေ share တဲ့သူတွေတို့ဘဟုတုတတွေ share တဲ့သူတို့မမတင်စာတို့မမလူတို့လိုမျက်စိအေးစေတာလေးပဲထားတယ်။ Facebook က relax ဖြစ်စေချင်လို့သုံးတာပါ။ကို friend list ကိုဟာကိုစီစစ်ပါ။ဘသူကိုကြည့်ချင်လဲ။ဘသူတင်တာမကြည့်ချင်ဘူးလဲ။ကိုဟာကိုရွေးလို့ရနေတာပဲကို stress အဖြစ်မခံပါနဲ့။ပြင်ပလောကမှာစိတ်ညစ်ညူးစရာတွေစိတ်ပင်ပန်းစရာတွေလုံလောက်နေပါပြီ။ Facebook မှာထပ်ပြီးစိတ်ပင်ပန်းမခံချင်ပါနဲ့။ unfollow ပါ block ပါ Facebook ပေါ်မှာနေမဟုတ်ဘူးလို့တတ်ရင်အပြင်လောကမှာလည်း unfollow ရော block ရောလုပ်လို့ရပါသေးတယ်။ကြွားဖို့တသက်ကြီးထမင်းစားဖိတ်ရင်မသွားနဲ့ပေါ့။အောင်မြင်နေကြောင်းပြချင်လို့ချိန်တာမျိုးဆိုမသွားနဲ့ပေါ့။ကျွန်တော်ဆိုအိမ်သစ်တော်ပွဲတစ်ခုသွားဘူးတယ်။အိမ်ရှင်ကတခန်းဝင်တခန်းထွက်လိုက်ပြပြီးဘလို့ပစ္စည်းတွေသုံးထားကြောင်းဘလောက်ကုန်ကြောင်းလိုက်နားထောင်နေရတာနဲ့တင်အောက်မှာကျွေးတဲ့ဓာတ်မောက်ကုန်သွားလို့မစားလိုက်ရတဲ့မျိုးတွေပေါ့။ဓာတ်မောက်ထိုင်စားနေတော့ဘေးကကြွားနေရင်တော်သေးတယ်။အခုကအတော်အဆင်မပြေဘူး။စတာပါဒီလိုပြောလို့အိမ်သစ်တက်ဖိတ်တိုင်းကြွားတယ်လို့ပြောတာမဟုတ်ပါဘူး။တချို့ကိုပြောတာပါကိုကအရာရာအဆင်မပြေတဲ့အချိန်ဆိုသူ့အတွက်ဝမ်းသာတာနဲ့ကိုဟာကိုတိမ်ငယ်ဝမ်းတဲ့လို့ဖြစ်လာနိုင်ပါတယ်ငါကြတော့ဘာလို့မအောင်မြင်တာလဲငါကြတော့အိမ်တော်အပိုင်မရှိဘူးဆိုပြီး depression ဝင်လာနိုင်ပါတယ်အချိန်နေရအလိုလိုနေရင်သူနဲ့ကိုရှင်ကြည့်မိပြီးလောင်ပါတယ်ဖြစ်ဖို့လို့ပြောပြတာပါအဲ့လိုဖြစ်မိပြီဆိုအားမငယ်နဲ့စိတ်ဓာတ်မကြနဲ့သူ့ဘဝကသူ့ဘဝကိုဘဝကကိုပါမတူပါဘူးသူ့လိုဖြစ်အောင်စူးစမ်းလဲသူ့လိုဖြစ်ချင်မှဖြစ်မှာဒီနိုင်ငံမှာစူးစမ်းတိုင်းလဲမအောင်မြင်ဘူးအဲ့တော့အားမကြပါနဲ့သူတို့ပြချင်တာပဲထုတ်ပြနေတာသူတို့ထုတ်မပြပဲလူသိမခံတဲ့ပြဿနာကတင်ပြဿနာထက်10ဆလောက်ရှိချင်ရှိနေမှာပါပြသလောက်ပဲမြင်ရတာကိုအရန်အဆင်ပြေနေတဲ့ထင်ပြီးအားမငယ်နဲ့ငွေရှိပြီးကျမ်းမာရေးမကောင်းလို့အားငယ်နေတဲ့သူတွေအများကြီးပဲကိုဟာကိုကျမ်းမာအောင်နေပါအားကစားလုပ်ပါလက်ရှိအလုပ်ကိုအကောင်းဆုံးလုပ်ပါအလုပ်မရှိရင်ကိုဘာဝါသနာပါလဲကိုဟာကိုလေ့လာပါကိုဘာလုပ်နေရရင်ပြောလဲဆန်းစစ်ပါပေါက်ကရလုပ်ရမှပြောရဲဆိုရက်ဖို့အချိန်ယူပါကောင်းတာလုပ်ရတာပြောရင်အတ္တကိုပိုအားဆိုင်ဖို့နေတိုင်းပြောအောင်နေပါငွေရှိမှပြောရတာမဟုတ်ပါဘူးငွေမရှိလဲပြောအောင်နေတတ်သွားရင်အသက်ရှင်ုံထက်ဘဝကပိုလေးနက်သွားမှာပါကိုစိတ်ညစ်ညူးစေမဲ့လူတွေ Facebook မှာလည်း unfollow အပြင်လောကမှာလည်း unfollow ပါ block ပါအပြင်လောကကစိတ်ပင်ပန်းညည်းညူစရာတွေကတနေ့တာအတွက်လုံလောက်နေပါပြီ social media မှာထပ်ပြီးစိတ်ပင်ပန်းမခံပါနဲ့ it's all up to you တောင်းစင်လေးကတော့ like မရောင်ပါနဲ့သူများရောင်တိုင်း like မရောင်ပဲစိတ်နိုင်တဲ့လူအများစုကအောင်မြင်ဖို့ chance ပိုများပါတယ်ဥပမာပြ iPhone ဆိုပါတော့လူအများစု iPhone ကြိုက်ကြပါတယ်သူ့မှာလည်းကြိုက်လောက်စရာစွမ်းဆောင်ရည်တွေအများကြီးရှိသလိုဈေးလဲကြီးတာကို iPhone ရဲ့ကင်မရာရုပ်ထွက်တော့ security တော့ processing မြန်တာတို့ကြောင့်လူကြိုက်များပေမဲ့အဲ့ဒါတွေဘာမှနားမလဲပဲဈေးကြီးဖုန်းဖြစ်လို့လူထင်ကြီးအောင်လက်ကင်တဲ့သူတွေလည်းတတ်ရှိပါတယ်လူရှင်ရင်ပြီးရောလူထင်ကြီးဖို့အရေးကြီးတယ်ဆိုသူများပေါ့ iPhone ကို modern တစ်ထွက်တိုင်းထဲလဲကင်နေတဲ့လူတန်းစားတစ်ရက်မြန်မာပြည်မှာအများကြီးရှိပါတယ်တလသိန်းရာချီထောင်ချီဝင်နေတဲ့သူတယောက်အတွက်က iPhone အသစ်ထွက်တိုင်းတစ်လုံးဝယ်ကင်တာအဆန်းမဟုတ်ပါဘူးလက်ထဲငွေ1000ရှိလို့နေစားစီ2000လောက်ကုန်စုံဆိုင်မှာဝယ်သလိုသူ့အတွက်တာမန်ကိစ္စတစ်ခုပါပဲSelena Gomez လမ်းလျှောက်ထွက်ရင်ချမ်းလာလို့ LV showroom ထဲဝင်ပြီးကိုအင်ကြီးတစ်ထည်ဝယ်ဖို့တလို့မျိုးပေါ့အဲ့လိုကြွယ်ဝတဲ့လူတန်းစားကတသက်ရှိပါတယ်ကဘာပတ်နေတဲ့သူတွေကလည်းအဲ့ဒီလိုပါပဲနိုင်ငံတစ်ခုရဲ့လေဆိပ်တစ်ခုကနေနောက်နိုင်ငံတစ်ခုကိုလေရင်စီးတာကကျွန်တော်တို့ bus ကားဂိတ်တစ်ခုကနေနောက်ဂိတ်တစ်ခုကိုလိုင်းကားစီးနေတယ်လို့ပါပဲအထူးဆန်းတော့မဟုတ်ဘူးပေါ့သူ့ကြွယ်ဝမှုအတိုင်းတာနဲ့ class နဲ့နေကြတာမျိုးပေါ့ဒါကိုအားမကျသင့်ဘူးလားဆိုတော့အားကျသင့်တာပေါ့ဘာမှမရှိတဲ့ကျွန်တော်တို့လိုလူတွေကအဲ့ဒီလိုဖြစ်လာဖို့ထိုင်အားကျဆူတောင်းပြီးငွေဝင်မဲ့ post တွေ Facebook မှာထိုင် share နေုံနဲ့မရပါဘူးအလုပ်လုပ်ရပါမယ်ဝန်ထမ်းလုပ်နေရင်ကနေကိုယ်ပိုင်ဆိုင်သေးသေးလေးရဲ့ပိုင်ရှင်ဖြစ်ဖို့စ조사ရပါမယ်ဆိုင်သေးသေးပိုင်ရှင်ကနေငွေစုပြီးဆိုင်ခွဲတွေဖွင့်ငွေထစုပြီးရင်းနှီးမြှုပ်နှံသူအဆင့်ထိရောက်အောင်သွားရမှာပါဒါမှကိုအိတ်နေတဲ့အချိန်ငွေကဝင်နေမှာပါ
အလုံးလုံးနေုံနဲ့မပြီးပါဘူးရလာတဲ့ငွေကိုထိမ့်သိမ့်တတ်ဖို့လိုသလိုစနစ်တကျရင်းနှီးမြှုပ်နှံတတ်ဖို့ invest လုပ်တတ်ဖို့လိုအပ်ပါတယ်ငွေရှာရတာခက်သလိုရလာတဲ့ငွေကိုထိမ့်သိမ့်ရတာပိုခက်ခဲပါတယ်အခက်ဆုံးကတော့ invest ပြန်လုပ်ရတဲ့အပိုင်းမှာ invest လုပ်တာလဲ risk ရှိနေတာကိုအခုမှဘဝစားမဲ့သူတွေအတွက်ပြောချင်တာကကိုကဘာမှမဟုတ်သေးတဲ့အနေထားတစ်ခုဆိုရင်ဖုန်းအသစ်ပေါ်လာတိုင်းကားအသစ်ပေါ်လာတိုင်းမဝယ်သင့်ပါဘူးဖုန်းတွေကားတွေမှမဟုတ်ပါဘူးကိုဝင်ငွေနဲ့မသက်ဆိုင်တဲ့ပတ်ဝန်းကျင်တွေမှာကျင်လည်တာမျိုးတွေလည်းရှောင်ရှားသင့်ပါတယ်လူရှိန်ဖို့သုံးပြဆွဲပြတာမျိုးတွေပေါ့အောင်မြင်တဲ့သူတဦးဖြစ်လာဖို့ကရိုးသားမှုရှိဖို့ရဲ့ဂရိတည်ဖို့ရဲ့ကအရေးအကြီးဆုံးပါ business နဲ့ investment လုပ်တဲ့သူတွေကလည်းပါတနာရှာတဲ့အခါမှာရိုးသားပြီးဂရိတည်တဲ့သူနဲ့ပဲလက်တွဲချင်ကြတာပါအခုခေတ်ကငွေရှိတဲ့သူကများလာပေမဲ့ရိုးသားပြီးဂရိတည်တဲ့သူကတစ်နေ့ထက်တစ်နေ့ရှားပါလာပါပြီငွေရှိမှလူကတမိုးရှိတာမဟုတ်ပါဘူးရိုးသားမှုဂုဏ်နဲ့ဂရိတည်တာကအရန်အရေးကြီးပါတယ်အချုပ်အားဖြင့်တော့မလိုအပ်တာတွေမဝယ်ပါနဲ့သူများကိုအားမကြပါနဲ့သူများရောင်တိုင်းလိုက်မရောင်ပါနဲ့ကိုဘဝကိုသိပါဖုန်းအသစ်ပေါ်လာတိုင်းနေကြစီတထုပ်ဝဲသလိုဝဲနိုင်သူများဖြစ်တဲ့အထိစ조사ပြီးအောင်မြင်ကြပါစေ။ခေါင်းစဉ်လေးကတော့အချင်းချင်း support ပေးပါအဆိုတော်ဖြစ်ချင်နေတဲ့တငယ်ချင်းတယောက်ဖုန်းဆက်လာတယ်။သူစူးစားနဲ့3နှစ်လောက်ဖန်တီးထားတဲ့အခွေလေးပြီးပြီတယ်။အဲ့ဒါအမှတ်တရအခွေလေးလာပြီးချင်လို့ပါတယ်။သူအဲ့ဒီအခွေအတွက်တော်တော်ကြီးပင်ပန်းခံထားတာကိုသိဆုံးသူလည်းတိတ်ပြေလဲနေတာတော့မဟုတ်ပါဘူး။ဒီလိုပဲဂီတကိုငငယ်လေးကယူသွတ်တော့အလောက်ကတစ်ဖက်နဲ့အလုပ်လေးလုပ်လိုက်ငွေစုလိုက်စတူဒီယိုပြေးလိုက်နဲ့တော်တော်ပင်ပန်းရှာတာအဒါအခွေလေးပြီးတယ်ဆိုတော့ဝမ်းသာပါတယ်ပေါ့ဒါနဲ့အခွေကကိုအပါဝင်လူဘနှစ်ယောက်ကိုအခုလိုအလကားပေးမှာတော့လို့မေးကြည့်တော့အတိတွေရင်းနေတဲ့သူတွေဆရာသမားတွေနဲ့ဆိုရင်အနည်းဆုံးအယောက်90လောက်ပေါ်တယ်အစကတော့အလကားရတာကိုပဲယူလိုက်မလို့ပါပဲသူ့ဘက်ကပြန်စဉ်းစားရကြတော့တယောက်စာအလကားမပေးရရင်လည်းတယောက်စာတတ်တာတာပဲ10ယောက်စာဆိုပိုတောင်တတ်တာသွားအောင်ပါဒါတောင်မေ့ပြီးမပေးလို့စိတ်ဆိုးမဲ့သူတွေကရှိရင်ရှိအောင်ပါဒါနဲ့သူ့ဘက်ကိုယ့်ဘက်စဉ်းစားပြီးငါ့ကိုတော့ခင်ရဲ့အလကားမပေးနဲ့လို့မင်းကို support ပေးတဲ့အနေနဲ့ဝယ်ပြီးနားထောင်မယ်လို့ပြောလိုက်တယ်မြစ်တာနဲ့အမှတ်တရပေးတာတကယ်ကောင်းပါတယ်ဒါပေမဲ့လူတစ်ယောက်ကလူအယောက်90ကိုအလကားပေးတာထက်လူအယောက်90ကကိုခင်နဲ့လူတစ်ယောက်ရဲ့အမှုပညာကိုအတိမတ်ပြုတဲ့အနေနဲ့ why support baby ဝယ်လိုက်တာမျိုးဆိုပိုကောင်းတာပေါ့အလကားရတိုင်းမြူတင်တာမျိုးပေါ့ဗျာနောက်အဲ့လိုအလားတူတစ်ခုကအချင်းချင်းဈေးရောင်းကြဝယ်ကြတဲ့အခါမျိုးမှာပေါ့အချင်းချင်းမို့လို့ short ပေးခိုင်းတာမျိုးထက်အချင်းချင်းမို့ငါ့ကိုလည်းဈေးမလျှော့နဲ့ဆိုတာမျိုးဖြစ်စေချင်တာဈေးရောင်းတဲ့သူကလည်းအများနဲ့ရောင်းနေတာဆိုတော့သူနဲ့တီးတဲ့သူတိုင်းကိုသူ short ပေးနေရရင်ကြာလာရင်သူ့အတွက်ထိခိုက်ပါတယ်ထိုက်တဲ့ဈေးနဲ့ရောင်းတဲ့သူကိုပြောတာပါဂျင်းထဲတဲ့ဆိုင်တွေမပါပါဘူးသူများစီဝယ်လဲဒီဈေးကိုလူစီဝယ်လဲဒီဈေးပဲဆိုရင်ကိုလူစီပဲဝယ်တင်ပါတယ်ထက်လဲမစစ်နဲ့ပေါ့ကျွန်တော်အရင်ကသတိမထားမိပဲအလကားရတိုင်းလူချင်းမိတာရဲ့အချင်းချင်းဆိုသူများထက်ဈေးလျှော့ခိုင်းမိတဲ့ခေါက်ရိုးကျိုးနေတဲ့ကျင့်တွေကိုထပ်မလုပ်မိအောင်ကိုသတိပေးတဲ့အနေနဲ့ရေးကြည့်ရပါကိုရေးတဲ့စာဆိုရင်ကိုပြန်ကျင့်သုံးဖို့လိုတယ်လीနော်ယူနေရတာထက်ဖေးလိုက်ရတာတစ်ခါပို့စိတ်ချမ်းသာရပါတယ်ကိုအချင်းချင်းဆက်ဖောက်ပေးဖို့စေတနာနဲ့အကြံပြုရေးသားထားတာပါခေါင်းစဉ်လေးကတော့ချစ်ရတာပင်ပန်းနေသူများတို့အသက်အရွယ်တစ်ခုရောက်လာပြီးလူတွေအများကြီးနဲ့တွေ့ကြုံခဲ့ဘူးတော့ဘသူကိုမှမချစ်ချင်တော့ဘူးချစ်မိရင်ချစ်မိတဲ့သူရှုံးပါတယ်ပျော်ရတာရှိသလိုပူလောင်တာလည်းရှိပါတယ်ချစ်မှန်းသိရင်အနိုင်ကျင့်ခံရတတ်ပါတယ်ဒီတော့လူတွေပေါ်တန်ရောစင်ပဲထားပါတယ်ကျွန်တော်ကချစ်ရတာထက်တန်ရောစင်ထားရတာကိုပဲပိုသဘောကျတယ်လူတယောက်ကိုချစ်မိရင်သူပြန်ချစ်တာခံချင်တယ်ကိုကဂယုဆိုင်တယ်လို့သူကပြန်ဂယုဆိုင်ပေးတာလိုချင်တယ်အမြဲတမ်းသူ့အတွက်ကိုကနံပါတ်1ဖြစ်ချင်နေတာချစ်တော့လိုချင်တာပေါ့တန်ရောစင်ကြတော့ပုံမိုက်တယ်သူနဲ့ပတ်သက်ပြီးအများကြီးမမျှော်လင့်ထားဘူးသူဘသူနဲ့ရှိနေလဲဘာလုပ်နေလဲကအဓိကမကြဘူးသူအဆင်ပြေနေရင်ဝမ်းသာတယ်ပျော်နေရင်ပြီးတာပဲကိုလည်းသူမရှိလို့ဘာမှတိတ်မဖြစ်ဘူးအဆင်ပြေအောင်ပျော်အောင်နေတတ်တယ်သူအဆင်မပြေလဲကိုတက်နိုင်တာကူညီပေါ့သူ့မှာပြဿနာရှိလာရင်လည်းအတူတူကူညီဖြေရှင်းပေးပေါ့ကို့မှာစိတ်ညစ်စရာရှိရင်လည်းတိုင်ပင်တာမျိုးပေါ့သူဟာသူဘာလို့ support ပေးမယ်ကူညီနိုင်တာကူညီမယ်တခါတလေအပြင်မှာဆောင်ကြမယ်ရှေးအောင်နောက်ဖြစ်တွေပြောကြမယ်ခွေကြမယ်နောက်ပိုင်းအဲ့လိုပဲစိတ်ထားတော့အတော်နေရထိုင်ရအဆင်ပြေလာတယ်
ကျွန်တော်ကတော့ဘသူ့ကောင်မှမချစ်တော့ပါဘူးတန်ရောစင်ပဲထားတော့တယ်တန်ရောစင်ထားတာကတခါတလေအထီးကျန်တယ်လို့ခံစားရပေမဲ့လောင်နေရတာထက်တော့အများကြီးအဆင်ပြေပါတယ်ချစ်ရတာပင်ပန်းလာတဲ့သူတွေတချို့အတွက်ရေးတဲ့စာပါခေါင်းစဉ်လေးကတော့ပျော်ရွှင်စရာတွေပဲဝေမျှပါကျွန်တော် Facebook ထဲဝင်လာခဲ့ပါစိတ်ချမ်းသာစရာတွေတွေ့ရမယ်ဟာတာတွေတွေ့ရမယ် Facebook ကနေလူတွေကိုဒါတွေပဲပေးချင်တာအပူတွေမိသားစုပြဿနာတွေငွေကြေးကိစ္စတွေစိတ်မကျေနပ်ချက်တွေထုတ်မပြခြင်းဘူးလူပဲလေပြဿနာရှိတာပေါ့ပြဿနာရှိတိုင်းလဲလူတွေကိုမပြောပြဖြစ်ဘူးကို့ဖေအားပဲကိုပြောပြဖြစ်တယ်ကိုပြဿနာကိုသူများတွေကိုသွားပြောပြလို့ရေးတရွတ်လုပ်ပြီးလိုက်ခံစားပေးမဲ့လူက10%ပဲရှိတာကျန်တဲ့90%ကကြိတ်ဝမ်းသာမဲ့အဖွဲ့ရဲ့အတင်းပတ်ပြောမဲ့အဖွဲ့ရဲ့အဲ့ဒါတွေကြုံဘူးလို့ Facebook မှာ personal တွေမတင်ပြဘူးဒါဆိုတင်တာတွေကညာလားဆိုတော့မဟုတ်ဘူးအရာတိုင်းကို Facebook မှာချပြစရာမလိုဘူးထင်လို့မပြတာပြကျင်တဲ့စိတ်ပိုင်းပဲပြမယ်အဲ့ဒီအစိတ်ပိုင်းလေးကိုမြင်သွားတဲ့သူတွေစိတ်ချမ်းသာသွားမယ်ဟာတလေးမြင်လို့ခဏတာအမောပြေသွားရင်ရပြီအပူကကူးဆက်ပါတယ်ကိုဟာကိုဘလောက်ပဲအေးချမ်းအောင်နေပူလောင်နေတဲ့သူရောက်လာရင်ကိုပါရောပြီးမပျော်တော့ဘူးအရာတိုင်းကိုချင်းစာပြီးလိုက်ခံစားပေးတတ်တဲ့သူဆိုရင်ပို့ပြီးလောင်လာပေါ့တချို့ကအားကြတယ်စာရေးသူကအမြဲပျော်နေတာပဲခရီးတွေသွားတယ်လူတွေကိုလည်းကူညီတယ်ကြည့်လိုက်ရင်အမြဲပြုံးရွှင်နေတာပဲတဲ့မဟုတ်ဘူးအဆင်ပြေတဲ့အပိုင်းပဲထုတ်ပြတာပါလူတိုင်းသူ့ပြဿနာနဲ့သူပေါ့ကျွန်တော်ကကို့အပူကိုထုတ်မပြခြင်းတဲ့လူဖြစ်လို့ပျော်စရာတွေပဲထုတ်ပြတာပါပြဿနာကြောင့်ထိုင်စိတ်ညစ်နေလို့ရောဘာထူးမှလဲထိုင်စိတ်ညစ်နေလို့အရာအားလုံးအရင်ကလိုပြန်ဖြစ်သွားရင်တနေ့ကုန်ထိုင်စိတ်ညစ်နေလိုက်မှာပေါ့အခုလဲတအားအဆင်ပြေလို့မဟုတ်ဘူးအခုထပ်ဆိုးတဲ့အခြေအနေတုန်းကလည်းဟာတာတွေတင်ပြတဲ့မွဲပြီးစုပ်ပြတ်တက်ပြီးလက်ထဲမှာ1000ပဲရှိတော့တဲ့အချိန်ကလည်းဟာတာတွေတင်ပြတဲ့ခွေပြေးရပြီး10ပေပတ်လဲအခန်းချင်းလေးထဲမှာ6လလောက်ဘဲမှမထွက်ရပဲပုံနေရတော့ကလည်းဟာတာတွေတင်ပြတဲ့ဘလို့အခြေအနေရောက်ဟာတာတွေတင်နေအောင်မှာပေါ့အမောပြေခြင်းရင် follow ထားပေးပါညစီနောက်နေရင်တော့ unfollow ပေါ့စင်ကြီးကစင်ကြီးပါပဲလူတွေကြိုက်မကြိုက်ဒီလိုပဲပျော်နေအောင်ပါပါကိုဟာကိုပျော်အောင်နေမယ်နေတိုင်းကိုချစ်မယ်ပြီးမှသူများတွေကိုချစ်မယ်သူများအကြိုက်တွေလိုက်လုပ်ပြီးကိုမပျော်ရမယ့်ကိစ္စဘာမှမလုပ်တော့ဘူးအဲ့တော့ခွေတာမကြိုက်တဲ့သူ unfollow ပါအမောပြေခြင်းတဲ့သူဆက် follow ထားပေးပါကျွန်တော်အကောင့်ထဲမှာတော့စိတ်ညစ်စရာတွေမမြင်စေရပါဘူးတင်တဲ့ post တွေကြောင့်ပြုံးသွားရရင်တင်ရကြိုးနှပ်ပါပြီ Radio with ရှင်းသန့် channel လေးကတင်ဆက်သွားသမျှအကြောင်းအရာလေးတွေကိုစိတ်ပါဝင်စားစွာနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ပတ်ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်